တဲ့အချိန်ခါရောက်လာအလူရှင်မောင်နှံကြည်နူဝမ်းသာဖြူစင်သန့်ရှင်ထူးမြတ်လာတာဒီအလူပွဲမှာမော်ကွန်းသစ်စင်တော်ကြီးနဲ့တရွာလုံးပျော်မဆုံးရှင်လောင်းလဲတော့မယ်ဗျာစင်တော်မင်္ဂလာကောင်းမြတ်တဲ့အချိန်ခါရောက်လာအလူရှင်မောင်နှံကြည်နူးဝမ်းသာဖြူစင်သန့်ရှင်ထူးမြတ်လာတာဒီအလူပွဲမှာမော်ကွန်းသစ်စင်တော်ကြီးနဲ့တရွာလုံးပျော်မဆုံးရှင်လောင်းလေတော့မယ်ဗျာ